လူညတွေအတွက်ထင်းကြီးဝယ်ဘက်ဖေကအပစ်စကခုနှစ်ချက်ပြောထားပါတယ်နံပါတ်1 for your passion မိမိဝတ္တနာပြီးစီဝယ်စားတဲ့အလုပ်တစ်ခုကိုတွေ့အောင်ရှာပါတဲ့နံပါတ်2 higher way မိမိစီးပွားရေးတစ်ခုခုလုပ်မယ်ဆိုတော့လုံကောင်းလုံတက်မိမိနဲ့အစီအပြေတဲ့တူကိုခတ်ပါတဲ့ဒါမှမဟုတ်ကိုကအစီအပြေတဲ့တူခတ်ရင်ကိုခတ်တဲ့တူတယောက်ကြောင့်မို့ပြဿနာအများကြီးဖြစ်နိုင်တတ်ပါတယ်နံပါတ်3ထုံကဲဝတ်တန်တီတို့များတွေကိုပုံမှာဘလို့ပဲမြင်လေဘလို့ပဲထင်နေလေဆိုတာအရင်ကယူမဆိုင်ပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုကိုကယူဆက်နေရေကိုကတခါလေကြာကြောက်ရှောက်မှုတွေအများကြီးဖြစ်လာတတ်တယ်တခါတက်ဖြစ်စီမှုတွေအဲကြောင့်ကိုလို့ဆရာတွေကိုမလို့ပဲနဲ့နှစ်တန်းထန်နေရေးစဉ်းစားပြီးအခြေတွေကိုတွားနိုင်ပါတဲ့အဲကြောင့်ပြောချင်တာလေ just find all what will you hide today ကိုလိုက်ကိုအကောင်းဆုံးချုပ်ပါတော့ဝယ်ရန်စာဖတ်ပါစာဖို့ဖို့ကအရန်ပြနေပြခုလိုညီလေးဖုန်းနဲ့ချီကိုတယ်ဂီးတွေနဲ့ချီတွေကိုစိုးနိုင်ပါတယ် wallet breakfast တော့မှတူတနေ့မှာမိနစ်9နာရီ6နာရီအထိနှစ်တန်းစာဖတ်တဲ့တူဖြစ်ပါတယ်နံပါတ်5ကျတော့ white ambition or fashion and moderation လူညီတဲ့အခုခေတ်မှာဖြစ်ချင်တာတွေနာနာရှော့ဆိုပြီးအရန်စုစားမနေနဲ့ဘာဖြစ်လို့ဆိုကိုတခုခုစိုးစားပြီးအကျွတ်မြစ်ပါပြီးစိုးစားမြစ်တခုခုချက်ရှုံးเสียရှိတယ်တခုခုလဲချက်เสียရှိတယ်အဲကြောင့်ကိုအမတ်ကချက်တရားရခံတော့မပါရင်ကိုအများကြီးစုမစားဘူးဟဲ့တော့ကိုအမတ်အနည်းငယ်အမတ်ခံချက်လေးတော့ရှစ်အောင်ထားပါဘာဖြစ်လို့ဆိုကိုတခုခုစီးပွားရေးလိုပဲတခုတည်းပဲအားယူမဆက်နေပါတယ်ဂျန်နဲ့တွေ့တယ်လေစီးစားပြီးပါလို့ပါကိုတခုလေးကြခဲ့ရင်ကိုနောက်ထပ်တခုအရာကြီးအကျွတ်မဲ့မပါပြီးမှနောက်ထပ်တစ်ခုလေးချခဲ့ကိုဖြစ်ခါထမ်းနိုင်ဖို့ဒီမှာချက်ထားပါလို့ဆိုပါအဲကြောင့်တထဲကြီး Wally Breakfast က Model Site လူညီတွေအောင်မိအောင်ဖို့အတွက် business စစ်စီပါတဲ့နောက်6ကြတော့ high grammaticity adaptivity and aware based competitive ကိုရဲ့ပြန်ဖက်တွေဘာတွေလုပ်နေလဲအမဲတန်းလစ်လာပါအမဲတန်းလစ်လာပြအမဲတန်းဆက်တက်ပါကိုဖဲကတက်နေမတက်နေတာကိုအများကြီးရှင်ပြန်လို့မရတယ်ကိုပြန်ဖဲတွေတုတ်ထက်တာအောင်အမဲတန်းလှုပ်ဆောင်ပါအမဲတန်းစာရွေ့ပါပြန်ရမှာကိုလည်းမကြောက်ပါနဲ့လို့ရှင်ပြပါပြောထားပါတယ်ခင်ဗျာနံပါတ်9 cafe and contemplative life ဒီဆက်စနေတဲ့သူဘယ်သူပဲဖြစ်ဖြစ်